ဂျပန်နိုင်ငံမှာရှိတဲ့ခေတ်ရှည်ပြေးလွန်းတဲ့အရာ၃ခုအကြောင်းကိုပြောပြပေးချင်ပါတယ်။ပထမဆုံးတစ်ခုကတော့ပတန်သမားတွေအတွက်ရောညာတန်သမားတွေအတွက်ပါအဆင်ပြေစေမဲ့ရေခဲတစ်တာတွေပဲဖြစ်ပါတယ်။ဒီရေခဲတစ်တာတကားကိုဘက်ဘက်ကနေပဲဖွင့်ညာဘက်ကနေပဲဖွင့်နှစ်ဖက်လုံးကနေဖွင့်လို့ရတာကြောင့်အရန်ကိုအဆင်ပြေစေပါတယ်။ဒါပေမဲ့တကားပြုတ်ထွက်သွားမှာကိုတော့စိုးရိမ်စရာမလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့တကားနှစ်ဖက်လုံးတစ်ပြိုင်နက်ပွင့်မသွားအောင်အထူးဒီဇိုင်းထုတ်ထားလို့ပါပဲ။ဒုတိယတစ်ခုကတော့ဖုံးအားကုန်ခါနီးဖြစ်နေပေမဲ့အာသွင်းကြိုးယူဆောင်လာဖို့မိနေတဲ့အခါမျိုးမှာအသုံးဝင်ပါတယ်။ဂျပန်မှာဆိုရင် Touch Pack တွေကိုငှားရမ်းလို့ရတဲ့ဆက်လေးတွေရှိပါတယ်။အဲ့ဒီကနေခံငှားပြီးအားသွင်းထားနိုင်တယ်လို့ကိုစင်ပြေရဲ့အချိန်ကြမှာပြန်လာအဲ့လိုလဲရပါတယ်။နောက်ဆုံးတစ်ခုကတော့ကုန်တိုက်တွေထဲမှာထားရှိပေးထားတဲ့ရေခဲတစ်တာအသေးလေးတွေပဲဖြစ်ပါတယ်။တကယ်လို့တင်ကအေးခဲထားရမယ့်အစားအသောက်တွေကိုဝယ်ထားပြီးဒါပေမဲ့အိမ်ပြန်ချင်သေးပဲဈေးဆက်ဝယ်ချင်သေးတယ်ဆိုရင်အဲ့ဒီပစ္စည်းတွေကိုရေခဲတစ်တာထဲထည့်ကုန်းနံပါတ်နှိပ်ပြီးတော့ပိတ်ထားခဲ့ရုံပါပဲ။ဒါဆိုရင်တော့ပစ္စည်းတွေပုတ်တိုးသွားမှာကိုစိတ်ပူစရာမလိုတော့ပဲအေးဆေးဆေးဆက်ပြီးဈေးဝယ်ထွက်နိုင်မှာဖြစ်ပါတယ်။ဗီဒိုရီယာခေတ်တုန်းကချစ်ရသူတွေနဲ့ခွဲခွာရတဲ့အခါမျက်ရည်တွေကိုတင်ဆေးထားဖို့အတွက်တီးတန့်ပြုတ်လုပ်ထားတဲ့ဖန်ပလင်းလေးတွေရှိခဲ့ပါတယ်။မိသားစုဝင်တွေဟာသူတို့ရဲ့ဝမ်းနည်းပူဆွေးမှုနဲ့လွမ်းဆွတရိယာမှုတွေကိုအမှတ်အသားပြုတဲ့အနေနဲ့ငိုကြွေးတဲ့အခါထွက်လာတဲ့မျက်ရည်တွေကိုအဲ့ဒီပလင်းလေးတွေထဲမှာထည့်ပြီးတင်ဆေးထားလေးရှိကြပါတယ်။ဒါပေမဲ့နှစ်ဆက်ရာစုကိုရောက်လာတဲ့အခါမှာတော့ဒီပလင်းလေးတွေရဲ့ရည်ရွယ်ချက်ကအနှဲငယ်ပြောင်းလဲသွားပါတယ်။အိမ်ထောင်ရှင်မတွေဟာသူတို့ရဲ့ခင်ပွန်းတီတွေအိမ်ပြန်မလာခင်စောင့်ဆိုင်နေရတဲ့အချိန်မှာလွန်းလို့ငိုကြွေးခဲ့ရတဲ့မျက်ရည်တွေကိုအဲ့ဒီပလင်းလေးတွေထဲမှာစုဆောင်းထားကြပါတယ်။ခင်ပွန်းတီအိမ်ပြန်ရောက်လာတဲ့အခါကျမှအဲ့ဒီမျက်ရည်ပလင်းလေးကိုပြပြီးသူတို့ဘလောက်တောင်လွမ်းဆွတရိယာနေခဲ့ကြောင်းသက်သေပြလေးရှိကြပါတယ်။နောက်ပိုင်းမှာတော့ဒီမျက်ရည်တင်ဆေးတဲ့ပလင်းလေးတွေဟာခေတ်လိုက်တဖြည်းဖြည်းပြောင်းလဲလာပြီးအခုအခါမှာတော့ရေမွေးပလင်းလေးတွေအဖြစ်အသုံးပြုလာကြတာပဲဖြစ်ပါတယ်။